anime လောကမှာဘေသူရီဆိုတဲ့စကားကိုကြားလိုက်တာနဲ့ One Piece, Naruto, Bleach တို့ကိုပဲလူတိုင်းကပြင်းပြကြမှာပါတကယ်တော့ဘေသူရီဆိုတဲ့သတ်မှတ်ချက်ဟာရှင်နဲ့အရှင်ကားတွေမှာနဲ့ရှိတာမဟုတ်ပါဘူးဒါကြောင့် anime မျိုးစားတွေမှာဘေသူရီဆိုတာရှိပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကဘာတဝန်းက anime fan တော်တော်များများအသိမှတ်ပြုထားတဲ့ဘေသူရီမျိုးစားတွေကိုပြပြပေးတော့ပါမယ်အခုဗီဒီယိုလေးထဲမှာအရင်ဂွေးပေါက်တဲ့သူကလာမယူလို့ဒီ figure လေးကိုဂွေးပြန်လုပ်ပေးထားပါတယ်ဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်ရအောင်ပထမဆုံးအနေနဲ့လက်ရှိ anime မျိုးစားတွေထဲမှာအောင်မြင်မှုအရှိဆုံးဖြစ်နေတဲ့ Isekai ဘေသူရီကြောင့်ကိုပြပြပေးပါမယ်။ Mushoku Tensei Jobless Reincarnation ဒီ anime ကို Modern Isekai တွေရဲ့ဖခင်ကြီးလို့သတ်မှတ်ထားကြတာပါ။ Warbrady နဲ့ဇက်ကောင်တွေရဲ့ပြောင်းလဲမှုတွေကိုတည်တည်ချာချာဖန်တီးပေးထားတယ်။ Storyline ကလည်းပြောစရာမလိုအောင်ကိုကောင်းတာပါ။တချို့အခန်းတွေဆိုရင်တော်တော်လေးကိုဝမ်းနည်းစရာကောင်းပါတယ်။ Animation quality ကလည်းထိပ်တန်းအဆင့်မှာရှိနေပါတယ်။ဒါကြောင့်မို့လို့ Isekai မျိုးစားတွေထဲမှာပထမဆုံးဘေသူရီအနေနဲ့ရပ်တည်နေတာပါ။ Season 1ကလည်းမကြခင်လာတော့မှာမို့ကြည့်တဲ့ anime လေးပါ။ ReZero ဒီ anime ကတော့ဓာတ် Isekai အမျိုးအစားတွေထဲမှာအကောင်းဆုံး anime တကားပါတခြား Isekai တွေနဲ့မတူဘဲ Rhythm မိုင်တက်ဆိုတဲ့အရာကိုအသုံးပြုပြီးစိတ်ပိုင်းဆိုင်ရာရုပ်ကံမှုနဲ့နက်နဲတဲ့ storyline တွေကိုဦးစားပေးတင်ဆက်ပေးထားတာပါစစ်လှုပ်ရှားစရာကောင်းတဲ့အလဲအပြောင်းတွေနဲ့ emotional ဖြစ်စေတဲ့ဇာတ်ဝင်ခန်းတွေကလည်းအများကြီးပါပါတယ်ကဘာတဝန်းမှာလည်း fan page အခိုင်အမာဆုံးရရှိထားတဲ့ anime ဖြစ်ပါတယ်ဓာတ်သားအိုင်က Reincarnated Acid Slime လက်ရှိ Isekai အမျိုးအစားတွေမှာလူကြိုက်အများဆုံးဖြစ်နေတဲ့ anime တကားပါ MC က slime ဖြစ်နေတာကိုထူးခြားတဲ့အချက်ပါတိုက်ခိုက်ရေးထက်နိုင်ငံတည်ထောင်တဲ့အပိုင်းကိုပိုပြီးဦးစားပေးထားပါတယ်။ဇက်ကောင်တွေကလည်းစုံပြီးတော့ကြည့်ရတာစိတ်လှုပ်ရှားစရာကောင်းပါတယ်။ Storyline ကလည်းစိတ်ဝင်စားစရာကောင်းလို့ Isekai ဘေသူရီစီးရင်ထဲမှာမဖြစ်ပါဝင်နေတာပါ။ Overpower MC ကိုလည်းကြိုက်တယ်နိုင်ငံတည်ထောင်တာကိုလည်းသဘောကျတယ်ဆိုရင်တော့ဒီ anime ကိုကြည့်တင်ပါတယ်။ဒုတိယအနေနဲ့ကျွန်တော်တို့တွေကိုအမြဲကြီးမောစေတဲ့ Command ဘေသူရီကြောင့်ကိုပြပြပေးပါမယ်။ဂျင်းထမဒီ anime ကတော့ Command အမျိုးအစားတွေထဲမှာအကောင်းတကအကောင်းဆုံးလို့သတ်မှတ်ကြပါတယ်။တခြား anime တွေကိုဟာတာလုပ်တာနဲ့ဇန်လက်အလေအပြောင်းတွေကအရန်ကိုကောင်းပါတယ်။ရီယုံနေမကပဲစိတ်လှုပ်ရှားစရာအရှင်ခန်းတွေကိုလည်းမြင်တွေ့ရမှာပါ။တချို့အခန်းတွေကတော်တော်လေးကိုဝန်းနေစရာကောင်းပေမဲ့လည်း Command anime အမျိုးအစားတွေထဲမှာတော့အခုချိန်ထိထိပ်ဆုံးမှာရှိနေတာပါ။ခွန်နိုစုဘဒီ anime ကတော့ပုံမှန်မြင်တွေ့နေကြ Isekai တွေနဲ့မတူပဲတမိုထူးခြားနေတဲ့ anime ပါ။ Command အမျိုးအစားတွေထဲမှာကျွန်တော်ကြိုက်ဆုံး anime ဆိုရင်လည်းမမှားဘူး။ဒီ anime ထဲမှာ Aqua, Megami နဲ့ Dinosaur 3ယောက်စလုံးက overpower ဖြစ်ကြပေမဲ့အုံနောက်မရှိတဲ့ဇက်ကောင်တွေဖြစ်ပါတယ်။3ယောက်စလုံးကလည်းတယောက်တစ်မျိုးမျိုးရအောင်ကိုရည်ရတာပါ။ဒါကြောင့်လည်း Command ဘေသူရီစီးရင်ထဲမှာပရိသတ်တွေအခြေဆုံးကားတကားဖြစ်နေတာပါ။ Grand Blue ဒီ anime ကိုတော့သိပြီးပြောစရာလိုမဲ့မထင်ဘူး။တက္ကသိုလ်ကျောင်းသားဘဝရဲ့အလွဲတွေကိုပြသထားတဲ့ anime တကားပါ။အမြဲတမ်းအရက်တွေတော့အဝတ်စားတွေချွေပြီးဆော့ကြတာကတကယ်ကိုရည်ရတာပါ။တခုခုဆိုရင်မျက်နှာပြောင်တဲ့ပုံစံတွေကလည်းတော်တော်ကြီးကိုရည်ရပါတယ်။ Season 3ကလည်းထွက်ဖို့ကြီးညာထားတာမို့စိတ်အပန်းဖြေတဲ့အနေနဲ့ကြည့်တဲ့ထဲမှာပါပါတယ်။ Command anime ဆိုပေမဲ့သူ့ရဲ့ fan page တွေကလည်းတွားချုပ်လို့မရတဲ့အထက်မှာပါတယ်။ဒါကြောင့်မို့လို့ Command ဘေသူရီထဲမှာအခုချိန်နေရာယူထားတဲ့ anime တကားဖြစ်ပါတယ်။တတိယမြောက်အနေနဲ့ Sport ဘေသူရီအကြောင်းကိုဆက်ပြောပေးပါမယ်။ Haikyuu ဒီ anime ကတော့ဗော်လီဘောအားကစားကိုအခြေခံထားတာဖြစ်ပါတယ်။ Sport anime တွေထဲမှာတကဘာလုံးအတိုင်းအတာနဲ့လူကြိုက်အများဆုံးပါ။ Haikyuu anime ထဲမှာကြိုးစားမှုနဲ့အသင်းဖွဲ့စိတ်ဓာတ်တွေကိုမြင်ရမှာဖြစ်ပါတယ်။ပြန်မွေးတဲ့ကရေခုန်စရာကောင်းပြီးစိတ်လှုပ်ရှားဖို့အရန်ကောင်းပါတယ်။တချို့အခန်းတွေမှာလည်းဟာတာလေးတွေပါတာမို့ရည်လဲရည်ရပါတယ်။ဒါကြောင့်မို့လို့အားကစား anime လို့ပြောလိုက်တာနဲ့မဖြစ်မနေကြည့်ရမယ်ထိပ်ဆုံး anime ဖြစ်ပါတယ်။ Kuroko no Basket ဒီတစ်ခုကတော့ basketball အားကစားဖြစ်ပါတယ်။ရိုးရိုးအားကစားထက် character တွေရဲ့ထူးခြားတဲ့ power တွေကိုအသားပေးထားပါတယ်။ထိတဲ့အားကစားသမားတွေရဲ့အပြိုင်မှုတွေကိုအရှင်ကတကားလို့မြင်တွေ့ရမှာပါ။ဒီ anime ကလည်းအခုလက်ရှိကျွန်တော်ကြည့်နေတဲ့ anime တကားဖြစ်ပါတယ်။အပိုင်းတိုင်းကလည်းဆက်ဆောက်မှုအပြည့်ရှိပြီးကြည့်ရတာကလုံးဝမငြင်းငွေပါဘူး။ဒါကြောင့်လဲကဘာတဝန်းကပရိသတ်တွေကြားမှာအောင်မြင်မှုအများကြီးရခဲ့တာဖြစ်ပါတယ်။ Blue Lock Sport anime ကိုမကြည့်ရတဲ့သူတွေတောင်ကြည့်ကြတဲ့ anime ပါ။ဒဂိုကောင်းဆန်ပြီးအသာကြည့်ရမယ်ဆိုတဲ့အမြင်သစ်နဲ့ကဘာအကောင်းဆုံးတိုက်ဆိုင်မှုဖြစ်ဖို့အချင်းချင်းဖြုတ်ချက်ရတာမျိုးပါ။ Survival game တစ်ခုလိုမျိုးကြည့်ရတာအရန်ကိုစိတ်လှုပ်ရှားဖို့ကောင်းပါတယ်။လက်ရှိမှာတော့ Sport anime အနေနဲ့လူငယ်တွေကြားမှာနာမည်ကြီးနေတဲ့အားကစား anime တစ်ခုပါ။ဒါကြောင့်မို့လို့ Sport ဘေသူရီလို့ပြောလိုက်တာနဲ့ Blue Lock ကိုလည်းခြံထားခဲ့လို့မရပါဘူး။အခုပြထားတဲ့ figure ကတော့ရှေ့တစ်ခေါက်ကဂွေးပေါက်တဲ့သူကလာမယူလို့ကျွန်တော်ပြဖောက်ပေးတာပါ။ရူကတော့ channel ကို subscribe လုပ်ကြိုက်တာရေးဒါဆိုရင် giveaway ထဲမှာအကျုံးဝင်ပါပြီ။ကိုကချိုပါကိုမကြိုက်ဘူး low figure ကိုပဲလိုချင်တော့ comment မှာချပေးတဲ့ Telegram မှာတွားပြီးကန်ဆယ်လို့ရပါတယ်။ giveaway ဖောက်မဲ့ရက်ကတော့6လပိုင်း3ရက်နေ့မှာဖောက်ပြီးသွားပါမယ်။ဒါဆိုရင်နောက်ဆုံးတစ်ခုကိုတွားလိုက်ရအောင်။နောက်ဆုံးတစ်ခုအနေနဲ့ anime မျိုးစားတဲ့မှာ fan page ခိုင်မာရှိတဲ့ psychological ဘေသူရီကိုပြပြပေးပါမယ်။ Death Note ဒီ anime ကတော့ psychological မျိုးစားတဲ့မှာအကောင်းဆုံးနဲ့နာမည်အကြီးဆုံးပါ။ live action ကိုထွက်ထားပြီးအဲ့ဒီထွက်ထားတဲ့ live action ကပါနာမည်ကြီးတာပါ။ဒီ anime ထဲမှာ Light နဲ့ Eldo နှစ်ယောက်ရဲ့ညံအားပြိုင်မှုတွေကိုမြင်တွေ့ရမှာပါ
တရုတ်နိုင်ငံကကလေးတချို့တောင်ဒန်နောက်စာအုပ်တွေလုပ်ပြီးနာမည်တွေရင်းနေလို့အန်နီမေကောမန်ဂါကောကိုပါတရုတ်နိုင်ငံကပိတ်ပင်ထားရတဲ့အထိနာမည်ကြီးတာပါအန်နီမေပြီးဆုံးသွားတာကြာပြီဖြစ်ပေမဲ့လည်းအခုချိန်ထိဘယ်သူကအိုက်ဂျီပိုကောင်းနေဆိုတာကတော့ညင်းနေရသေးဖြစ်ပါတယ်မွန်စတာတဲ့တဲ့ရင်ပိုနဲ့စိတ်တသက်ဆိုင်တဲ့ပုံစံမျိုးကိုကြာရင်ကြည်တင်တဲ့ထဲမှာပါပါတယ်ဆရာဝန်တယောက်နဲ့သူကယ်တင်မိခဲ့တဲ့စိတ်တသက်လူသက်သမားတို့ကြားစိတ်ပန်းဆိုင်ရာကစားပြတာတွေကိုမြင်ရမှာပါစတိုရီလိုင်းကလည်းပြောစရာမလိုအောင်ကိုကောင်းပြီးလူတစ်ပတ်ဝါရဲ့အမောင်မချန့်ကိုဖော်ပြထားတာဖြစ်ပါတယ်။ဉာဏ်ကစားတာထက်စိတ်ပန်းဆိုင်ရာဖိအားပေးတာတွေကိုကြည့်ရမှာပါ။ဒါကြောင့်မို့လို့ psychological beauty ထဲမှာအခုချိန်ကြီးရှိနေတာပါ။ Neon Genesis Evangelion ဒီအနီမေကစိတ်ရုပ်ကကြီးမဟုတ်ဘူးလားဆိုပြီးတွေးနေကြမယ်လို့ထင်ပါတယ်။ဟုတ်တော့ဟုတ်ပေမဲ့ရိုးရိုးစိတ်ရုပ်အရှင်ကအနေနဲ့စတင်ခဲ့ပေမဲ့တကယ်တော့ psychological anime တွေထဲမှာအကောင်းဆုံးပါ။နောက်ပြီးတော့လည်း anime လောကရဲ့တမိုင်းကြောင်းကိုပါလုံးဝပြောင်းလဲပြခဲ့တဲ့အထိမာစာပြီးအဆင့်ရှိတဲ့ anime ဖြစ်ပါတယ်။ဒီ anime ထဲမှာစိတ်တန်ရာတွေစုံရပူမှန်မှုတွေနဲ့စိတ်တကြတာတွေကိုပါအဆုံးနှိချပြထားတာပါ။လူသားတွေရဲ့စိတ်အခြေအနေနဲ့သိရှိမှုတွေကိုအသွေးခေါ်ပိုင်းဆိုင်ရာမင်းကုန်းတွေနဲ့တင်ဆက်ထားပါတယ်။ဇလန်နောက်ပိုင်းရောက်လေစဉ်းစားစရာတွေပုံများလေဖြစ်တာမို့ကြည့်နေတဲ့ကျွန်တော်တို့ပါအုံနောက်6နေရမှာပါ။ဒီ anime ရဲ့ပြည့်စုံတဲ့တင်ဆက်မှုတွေကအဆုံးနှိကြည့်ပြီးရင်တောင်စိတ်ထဲမှာတသက်လုံးဆွဲနေမှာပါ။လူစိတ်ရဲ့နည်းနည်းတဲ့အမောင်ဝချမ်းကိုပြထားတဲ့အတွက်လည်း psychological အမျိုးသားတွေထဲမှာပါနေတာပါမြန်မာနိုင်ငံမှာတော့ကြည့်တဲ့သူကသိတဲ့သူကတော်တော်လေးကိုနည်းမယ်ထင်ပါတယ်ဒီ anime ဟာ1995ခုနှစ်မှာထွက်လာပြီးအကျက်အသေးဖြစ်နေတဲ့ animation ဈေးကွက်ကိုပြန်ပြီးအသက်သွင်းပေးခဲ့တာပါ anime ဆိုတာကလေးတွေပဲကြည့်တာဆိုတဲ့အမြင်နဲ့အသွေးခေါ်ကိုကပြောင်းလဲပြခဲ့ပြီးလက်ရှိအချိန်ထိတကဘာလောက်ကိုလွှမ်းမိုးထားတဲ့ anime ခေတ်ကြီးကိုလမ်းခေးပေးခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့လို့ psychological beauty စိတ်ရင်းနဲ့မှာမပါမဖြစ်ထည့်သွင်းထားတာဖြစ်ပါတယ်ကျွန်တော်ကတော့ Neon Genesis Evangelion ဆိုတဲ့ anime ကိုကြည့်ကြဖို့အကြံပေးပါတယ်နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ B3 ဆိုတာအမျိုးအစားပေါ်လိုက်ပြီးအများကြီးရှိပါတယ်။ New Gen B3, Roman B3, Masabi B3 ဆိုပြီးအမျိုးမျိုးရှိတဲ့ဆိုတာသိသိချင်းလို့အခုဗီဒီယိုလေးကိုလုပ်ပေးလိုက်ပါတယ်။သူအမျိုးအစားနဲ့သူရှိနေတာမို့ဘယ်ဟာပိုကောင်းနဲ့ဘယ်ဟာကပိုတာလဲဆိုတာကတော့ကြည့်တဲ့သူအပေါ်ပဲမူတည်မှာပါ။ကျွန်တော်ဗီဒီယိုလေးကိုအဆုံးနဲ့ကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်။ Channel လေးကိုလည်း Like and Subscribe လုပ်ထားပြီးကိုယ့်အမြင်လေးကို comment မှာရေးပေးခဲ့လို့ရပါတယ်။ကျွန်တော်နာမည်ကတော့ယူယူပါ။ဒီထက်ပိုကောင်းတဲ့ content တွေနဲ့ပြန်လာခဲ့ပါမယ်။ကဲဒါဆိုရင်မီနာဆန်အာရီဂါတိုဂိုဇိုင်မတ်